ကွာလောကကိုထင်ထားရတယ်တခြားစီကိုထင်မှတ်မထားတဲ့ဟာကြီးဖြစ်တဲ့အခါမျိုးမှာဆိုလောကပြောင်းပြန်လှန်လိုက်တယ်လို့တော်တော်ကိုမျက်ရည်နဲ့ညက်ခွာဖြစ်ခဲ့ရပါ Get ready with me ကျမ skin care လုပ်ပြီးပြီဆိုတော့ primer စလိုက်ပါမယ်ကျမဒီနေ့ဖပြချင်တာပေါ့နော်စင်ကာပူရောက်လာပြီးတော့စိတ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့အချိန်လေးလမ်းပြောက်ခဲ့တဲ့အချိန်လေးအများကြီးရှိရပေါ့နော် Get ready လုပ်ရင်းနဲ့ပြပါမယ်အရင်ဆုံးပေါ့နော်ကျမကမြန်မာပြည်မှာကြတော့မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် UFM မှာပြင်သစ်မေဂျာပေါ့နော်ပြင်သစ်မေဂျာနဲ့ကျောင်းတက်ခဲ့တယ်ဒါပေမဲ့ကိုဗစ်တွေဖြစ်ပြီးတော့ခါကြတော့ကျောင်းနာရဲအဲ့နောက်ပိုင်းမှာတော့တခြားအပြင်ကအလုပ်လေးရောလုပ်တယ်ပေါ့နော်ပြီးရင်တော့ရှင်းလင်းပါမယ်ဆိုတော့အပြင်လုပ်လေးတွေတော့လုပ်တယ်ဒါပေမဲ့ကျောင်းကလည်းမပြီးဘူးကွယ်ဆိုတော့ဘာလုပ်ရမှန်းလဲမသိဘူးအဲ့နောက်ပိုင်းပေါ့နော်စင်ကာပူလာမယ်ဆိုပြီးတော့စင်ကာပူရောက်လာခဲ့ရဒါပေမဲ့ဒီစင်ကာပူရောက်လာတော့ငါကြတော့လေအရန်ကြီးကွာဒီလာခြင်းလို့သိရမလား intention အရန်ရှိလို့လာတာမဟုတ်ဘူးငါကတော့စင်ကာပူလာမှဖြစ်မယ်စင်ကာပူကငါရဲ့dream country အဲ့လိုမျိုးလည်းမဟုတ်နေဘူးဒီတိုင်းပဲကွာဆက်ချင်းလာခဲ့တာကတော့ပိုကောင်းတဲ့ life တစ်ခုကိုရချင်တယ်ပိုကောင်းတဲ့အနာဂတ်တွေရှိမယ်ပြီးတော့လို့ရှိရင်အခွင့်အရေးတွေရှိမယ်ဆိုပြီးတော့ဒီကိုရောက်လာတာပေါ့နော်ဒါပေမဲ့ကွာဒီကိုရောက်လာပြီးတဲ့အချိန်မှာကိုကြုံတွေ့ရတဲ့ဟာတွေတခြားကွာstruggle လုပ်ရတဲ့ဟာတွေကအရန်များတယ်ဆိုတော့ခါကျတော့အဲ့ဟာတွေကြုံပြီးတော့ခါကျတော့ကွာလောကကိုထင်ထားရတယ်တခြားစီကိုထင်မှတ်မထားတဲ့ဟာတွေဖြစ်တဲ့အခါမျိုးမှာဆိုလောကပြောင်းပြန်လှန်လိုက်တယ်လို့တော်တော်ကိုမျက်ရည်နဲ့ညက်ခွာဖြစ်ခဲ့ရတာပေါ့နော်ကိုရှင်လေးလိုက်ပါအောင်မယ်ကိုရှင်လေးပြီးသွားပါပြီဆိုတော့ပြောရရင်ကွာဒီစင်ကာပူရောက်လာပြီးတော့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော်တော် challenge ဖြစ်ခဲ့တယ်ပေါ့နော်အများကြီးပဲရင်ဆိုင်ခဲ့ရတယ်အရင်ကဆိုလို့ရှိရင်ကွာအခုဒီကိုကြုံနေတဲ့ဟာတွေဆိုလို့ရှိရင်ပြန်မပြောပြနိုင်ဘာလို့လဲဆိုတော့အဲ့ဒါကိုပြန်ပြောရင် emotion ကပြန်တက်လာတယ်ဆိုတော့ခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါအခုမှပြောနိုင်တာပေါ့နော်ဘာကြီးကြုံခဲ့ရလဲဆိုတော့ဒီကိုရောက်တာဒါနဲ့ဆိုလို့ရှိရင်3နှစ်ရှိပြီပေါ့နော်စိတ်ပိုင်းဆိုင်ရာအဆင်ပြေတာပေါ့နော်စိတ်ပိုင်းဆိုင်ရာအဆင်ပြေတာဆိုလို့ရှိရင်တော့တစ်နှစ်လောက်ပဲရှိသေးတယ်ကွယ်ဆိုတော့တစ်နှစ်လောက်ပဲရှိသေးတယ်ဂျားထဲမှာဒီကိုဗစ်တွေဖြစ်ပြီးတော့ခါကြတော့ကျောင်းနေနာကျောင်းလဲဆက်မတက်ဖြစ်ဘူးအဲ့နောက်ပိုင်းမှာဘာဖြစ်လာလဲဆိုတော့ခါကြတော့စိတ်ပိုင်းဆိုင်ရာကတော့အဆင်မပြေဖြစ်ခဲ့ပေါ့နော်ဒါပေမဲ့မြန်မာပြည်မှာနေရတော့ကစိတ်အဆင်မပြေတဲ့ဟာတော်သေးတယ်ဒီစင်ကာပူရောက်လာမှကိုပူဆိုးသွားတာကွာအဲ့ရောက်ချင်းစင်ကာပူမှာဒီပလိုမာတက်တယ်ပြီးရင်ဒုတိယတစ်နှစ်ကကျတော့ advanced diploma တက်တယ်အခုဆိုလို့ရှိရင်တော့ bachelor တက်နေရပါတော့ရောက်ချင်းပထမနှစ်နဲ့ဒုတိယနှစ်မှာဆိုလို့ရှိရင်တော်တော်ကြီးကိုအဆင်မပြေခဲ့ရပါတော့အဲ့မှာကိုဘာတွေ struggle လုပ်ခဲ့ရလဲဘာတွေကြုံခဲ့ရလဲဆိုလို့ရှိရင်ပထမဆုံးကြုံခဲ့ရတဲ့ဟာကစင်ကာပူရောက်ပြီးတော့တပတ်2ပတ်လောက်ပဲရှိသေးတယ်ကွယ်ဆိုတော့အဲ့တပတ်2ပတ်လောက်ရောက်ပြီးရပဲရှိသေးတယ်လက်ကျိုးတာကွာအဲ့ဒါကတော့ပထမဆုံး struggle ပထမဆုံးအခက်အခဲပဲဆိုတော့ဒီကိုကညာတန်းဖြစ်တယ်ဒါပေမဲ့ကျိုးတဲ့လက်ကဒီညာကြီးကကျိုးတာကွယ်သိလားဆိုတော့ခါကျတော့အဲ့မှာဆိုတော်တော်လေးခက်ခဲကွာစာရေးရဆိုလို့ရှိရင်လည်းမရေးနိုင်ဘူးပြီးတော့လို့ရှိရင်ထမင်းစားတာရေချိုးတာအစားကွာအဲ့ချိန်မှာဆိုလို့ရှိရင်တော့ငါအိမ်မဲပြန်ရတော့မလားဆိုပြီးတော့လေရောက်ခါပဲရှိသေးတယ်အိမ်ပြန်ရမလားဆိုပြီးတန်းပြီးတွေးပြီးရဝဲသိလားကိုယ့်အိမ်မှာဆိုလို့ရှိရင်ဒီလိုလက်ကျိုးရဆိုလို့ရှိရင်ဒါမိဘတွေကဘလို့ပဲဖြစ်လုပ်ပေးလေဒီမှာကျတော့အဲ့လိုမဟုတ်ဘူးတယောက်တည်းကွာတယောက်တည်းဘာပဲလုပ်တယောက်တည်းပြီးအဲ့တော့ကတော့ကူညီပေးတဲ့အမတယောက်ရှိရဲ့ချင်းအမကြီးကွာသူကတော်တော်လေးဟိုဟာဖြစ်တယ်ဘယ်လိုပြောရမလဲသဘောကောင်းတယ်ပေါ့နော်စိတ်ရင်းလည်းကောင်းတယ်ရေတွေပါဆိုလို့ရှိရင်သူချိုးပေးတယ်ထမင်းတွေပါဆိုလို့ရှိရင်လည်းသူတောက်ဝယ်ပေးအဲ့လိုသူတောက်ဝယ်ဟိုဝယ်ခဲ့ပေးပေါ့ကွာသူကတော့တကယ်အဲ့လက်ကျိုးတော့ကတော်တော်လေးကိုကူညီပေးခဲ့ပေါ့နော်ကျေးဇူးရှင်လို့ပြောရမှာပေါ့ဒီအဆရပေါ့နော်အများဆုံးကူညီပေးခဲ့တခြားကူညီပေးခဲ့တဲ့သူတွေလည်းရှိတယ်အဲ့ချိန်မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရှင်အိမ်ရမ်းပြန်နေတာကွာအိမ်ရမ်းပြန်နေတဲ့ဟာရှိရတက်တစ်ခုကနေရတဲ့အဆောင်ကစင်ကာပူမှာကလေတည်တဲ့အတိုင်းပဲအိမ်ဒီမှာနေချင်တိုင်းနေလို့မရဘူးလေနော်သူတို့အိမ်မှာ
ဒီအိမ်အသေးဆိုလို့ရှိရင်လူဘယ်နှယောက်ပဲအိမ်ကြီးဆိုလို့ရှိရင်လူဘယ်နှယောက်ပဲအဲ့မှာဖြစ်ရှင်တော့ကိုနေခဲ့တဲ့ပထမဆုံး hostel လိုမျိုး hostel လိုမျိုးပြောရမလားအိမ်တော့အိမ်မျိုးပါဒါပေမဲ့ तू ကအခန်းကြီးဖွဲ့ပြီးအများကြီးထားတာတကယ်တော့ဒီမှာအဲ့လိုလောက်ပိုင်ခွင့်မရှိဘူးအဲ့ဒါ illegal သဘောမျိုးပဲဒါပေမဲ့သူတို့ကလိန်ပြီးထားတာတိလားနေနေတဲ့နေရာနဲ့သူတို့ register လုပ်ထားတဲ့နေရာနဲ့မတူအဲ့လိုမျိုးအဲ့မှာဆိုလို့ရှိရင်လည်းတော်တော်ပြဿနာတွေဖြစ်လိုက်သေးတယ်ကွာအဲ့ဒါမပြောခင်ပထမဆုံးကဖြစ်လဲဆိုတော့နေရတဲ့အဆောင်ကနှစ်ထပ်ကတိနဲ့နေရကွယ်လက်ကျိုးတဲ့အချိန်မှာနှစ်ထပ်ကနေနဲ့နေရောကျမဘယ်လိုလုပ်အပေါ်တက်မှာတော့သိတယ်မလားလုံးဝတက်လို့မရဘူးကွာတက်လို့မရဘူးလက်ကျိုးကြီးနဲ့ပြီးတော့မှပြုတ်ကျလို့ထပ်ပြီးတော့ကျိုးရင်လည်းအမနောက်တစ်ဖက်ကထပ်ပြီးတော့ကျိုးသွားအောင်မယ်အဲ့မှာတော်တော်လေးအခက်အခဲဖြစ်တယ်အဲ့မှာဘာနောက်ထပ်ပြဿနာဆိုလို့ရှိရင်ဘာရှိလဲဆို financial နဲ့ပတ်သက်ပြီးကိုရီးယားတည်ရမှာမိဘပတ်စံရှိလွန်းလို့ဆိုပြီးတော့ရောက်လာတာမဟုတ်ဘူးကိုရိုင်းအကောင်လုံးကို struggle လုပ်ရတယ်ပြီးသွားလို့ရှိရင်ဒီပထမနှစ်ကျောင်းပြီးတဲ့အခါမျိုးမှာဆိုလို့ရှိကြတော့ပါဒီပလိုမာပြီးတော့တချို့တွေအလုပ်ရသွားတာရှိတယ်ဒါပေမဲ့ကိုရိုင်းကကျတော့အလုပ်မရခဲ့ဘူးစင်ကာပူမှာအလုပ်ရှာရတယ်လည်းသိတဲ့အတိုင်းပဲကိုတာခက်ခဲရှိတယ်အများကြီးပဲပေါ့နော်အဲ့မှာအလုပ်မရခဲ့ဘူးအဲ့မှာဆိုလို့ရှိရင်အများကြီးပဲကွာတိလားစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအဆင်မပြေတဲ့ဟာတွေကြုံတာကငါဘာဖြစ်လို့ဒီလိုလာမြင်ရလဲကွာနဲ့ကို self test တွေပြီးတော့လို့ရှိရင်တခြားတွေနဲ့ compare လုပ်မိတဲ့ဟာတွေအများကြီးဖြစ်တာပေါ့နော်အဲ့မှာဆိုလို့ရှိရင်လည်းအဲ့လိုပဲငါဘာဖြစ်လို့အလုံးမရလဲဒီလားငါဘာမှနေရလဲဆိုပြီးတော့အတွေးတွေကကွာအဲ့လိုမျိုးတန်တရားထဲမှာပဲလဲနေရကွာဒီလားဆိုတော့တော်တော်ကြီးကို overthink တွေဖြစ်ပြီးတော့လို့ရှိရင်စိတ်လေနိုင်ငံခြားမှာအကြောင်းနဲ့ရှင်တာငငယ်နဲ့ရနဲ့ဒါပေမဲ့ကွာဒီလက်ရှိရောက်နေတဲ့အခြေအနေကိုကျေးဇူးတင်တတ်တဲ့စိတ်မရှိဘူးပြီးသားလို့ရှိရင်ကိုဘာဖြစ်လို့လာရဲဆိုတော့ဟာကိုလည်းမေ့သွားတယ်ပြီးတော့ဘဝကလေဒီ struggle လုပ်ရတဲ့အခါပြီးသားလို့ရှိရင် survival မှုထဲမှာပဲပိတ်မိပြီးတော့လေကိုယ့်အနေကိုလုံးဝ loss ဖြစ်သွားတာကွာပျောက်ဆုံးသွားတာကိုဘာလိုချင်လဲကိုဘာဖြစ်ချင်လဲကိုယ့်ရဲ့ဒီလိုချင်တဲ့ဘဝပုံစံကဘယ်လိုမျိုးလဲဆိုတာအဲ့ဒါလုံးဝမသိတော့ဘူးကွာပြီးရင်ဒီအစစ်မပြေတဲ့ဒီပြဿနာတွေထဲမှာပဲအများကြီးနစ်နေပြီးတော့ကွာချိန်တော်ကြာကိုနေမိရ2 နှစ်လောက်ပေါ့နော်ဆိုတော့2 နှစ်လောက်အဲ့လိုမျိုးကိုနေမိခဲ့တာအဲ့ပြီးနောက်ထပ်ပြဿနာဖြစ်တဲ့ဟာကဘာလဲဆိုတော့လေအဲ့ဒီအင်ကိစ္စလေတို့ကလေ register တွေကလိန်တင်ထားတာကွာတိလားလိန်တင်ထားတော့စင်ကာပူမှာအဲ့မျိုးလုပ်လို့မရဘူးလေလိန်တင်ထားတော့ခါကြတော့လေရဲစခန်းကိုရောက်သွားတယ်ကွယ်ရဲစခန်းကိုရောက်သွားရဲဆိုတာလေသူကရဲတော့မဟုတ်ဘူးဘယ်လိုပြောမှလဲသူတို့ URA ဆိုတဲ့စင်ကာပူမှာရုံးရှိရကွာအဲ့လိုregister ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေကင်တာပေါ့အဲ့ဒါသူတို့ကဘာလဲဆိုတော့စာရေးပို့ချလာရောစားဘာလဲဆိုတော့သူတို့ investigation လုပ်ချင်တယ်တဲ့သူတို့စုံစမ်းစစ်ဆေးမှုလုပ်ပဲပေါ့တကယ်လို့မလာဘူးဆိုလို့ရှိရင်1600လောက်ကြာမယ်တဲ့ဒေါ်လာဆိုလို့ရှိရင်ဘယ်လောက်လဲအဲ့လိုတောင်းခဏကွာအဲ့လိုပေးရမယ်ပေါ့ကွာဒန်ကြီးဆိုဟဲအဲ့မှာငါလုံးဝဘယ်သူမှလည်းမပြောရဲဘူးဘယ်သူပြောမှန်းလည်းမသိဘူးကိုတယောက်တည်းပဲဖြစ်တာလားပေါ့ဒါပေမဲ့တကယ်တော့အဲ့မှာကိုတယောက်တည်းဖြစ်တာမဟုတ်တခြားသူတွေရောပါတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ကွာအဲ့ချိန်မှာတွေးမိတာငါထောင်ကျတော့ဘယ်လိုလုပ်မလဲပေါ့တိလားအဲ့တော့ကွာကြောက်တဲ့စိတ်တွေရောပြီးပေါက်ရှာကြံပြီးတွေးရပါငါထောင်ကျသွားရင်ဘယ်လိုလုပ်မလဲဒီပတ်စံနေဆိုလို့ရှိရင်လည်းငါမပေးနိုင်ဘူးပေါ့ကွာသိရမလားသူတို့ဒေါ်လာကလည်းအများကြီးပဲလေဘယ်လောက်လဲဒေါ်လာ1000အဲ့လောက်ရှိတယ်ငါမပေးနိုင်ဘူးဆိုပြီးတော့အဲ့မျိုးဖြစ်တာကွာအဲ့မှာတကယ်တော့ဖြစ်ရှင်တော့ခါကြတော့ကိုရီနဲ့တော့ဘာမှတော့မဆိုင်ဘူးသူတို့ကအဲ့လိုတွေလိန်တင်ထားတာဖြစ်တဲ့အတွက်ပြီးရင်ကွာအဲ့အဆောင်မှာလည်းအဲ့အဆောင်နဲ့ပတ်သက်ပြီးသူတို့တွေနဲ့ငါရန်နေဖြစ်ခဲ့တာကွာအများကြီးပဲကျမတို့နဲ့ရန်နေဖြစ်ခဲ့တာတကယ်တော့သူတို့ခေါ်ပြီးတော့စုံစမ်းနေဆိုတာလေအဲ့ဒီသူတို့ officer တွေကကြတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူတို့ကတိထားပြီးသားဟိုမှဘယ်လိုပြောမလဲတက်တဲ့သဘောမျိုးလေးဒီလားဒါတွေကမှန်လားမမှန်လားဆိုတဲ့ဟာကိုသူတို့ confirm လုပ်ချင်လို့ခေါ်တဲ့သဘောမျိုးပဲကွာဒီလားအဲ့မျိုးဖြစ်တာဒါလည်းပြန်တာတစ်ခုပေါ့ကွာ struggle လုပ်ရတဲ့ဟာဘယ်သူမှလည်းမပြောရဲဘူးဘယ်သူပြောမှန်းလည်းမသိဘူးသွားလိုက်တယ်ကွာအဲ့ officer တွေနဲ့တက်တွေ့ရတယ်တက်တွေ့ပြီးတော့ခါကြတော့အဲ့မှာတော့တစ်ခါဖြည့်ရှင်းပြီးသွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာတော့ရင်ဆိုင်ရတဲ့ emotion တွေကတော့အများကြီးပဲလေသိလားကြောက်တဲ့စိတ်တွေဖြစ်တယ်ပြီးတော့လို့ရှိရင်စိုးရိမ်တဲ့ဟာကငါသာတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေကွာအများကြီးပဲပေါ့နော်အဲ့လိုစိတ်တွေနဲ့ကြုံခဲ့ရတယ်ပြဿနာတွေအကုန်လုံးကိုဘယ်သူမှလည်းဒီမိသားစုနဲ့ပတ်သက်ပြီးတော့လဲတိတ်ပြီးမပြောပြချင်ဘူးကွာသိလားသူတို့လည်းမြန်မာပြည်မှာ
ကိုဘာမှလည်းလုံးမပေးနိုင်ဘူးလုံးမပေးနိုင်ဘူးဟိုတည့်ရမှာတက်ကြီးစိတ်ဒုက္ခအဲ့လိုမျိုးတက်ထပ်ပြီးတော့မပေးချင်တာပေါ့ကွယ်ဆိုတော့ကိုတယောက်တည်းပဲအဲ့လိုမျိုးပေါ့ရုံးရင်းကန်ရင်းနဲ့ပဲဖြည့်ရှင်းရတာပေါ့ကွာအဲ့ဒါတော့နောက်ထပ်ကြုံရတဲ့ struggle တစ်ခုကနောက်ထပ်ဖြစ်သေးလဲဆိုတော့ပတ်စံနဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းအများကြီးပဲ struggle လောက်ရတာဟိုစိုးရိမ်နေရတဲ့ဟာတွေအများကြီးရှိတာပေါ့အားကြောင့်မလို့ပေါ့နော်စင်ကာပူကျောင်းလာတက်ချင်တာပဲဖြစ်ဖြစ်အလုပ်လာလုပ်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ပြီးနိုင်ငံအကြောင်းဘလို့ရှင်တွေရှိရဲပြီးတော့သူတို့ရဲ့ laws တွေ rules and regulation တွေဒါတွေကတော့ကြိုပြီးသိထားတင်တယ်လို့ထင်တယ်ပြီးတော့လို့ရှိရင်ကွာ register ဆိုလို့ရှိရင်လည်းဒီလား legally ဘယ်လိုမျိုးတွေသူတို့ဘယ်လိုအလုပ်လုပ်လဲပြင်ကိုနေနေတဲ့အင်္ဂလိပ်စာနဲ့သူတို့တွေ register လုပ်ပေးတဲ့ဟာတွေကမှန်ရဲ့လားဆိုတဲ့ဟာမျိုးလေးဒီလားအဲ့လိုမျိုးတွေကတကယ်ကိုကွာဟိုကြိုသိထားကြိုစစ်ဆေးဖို့လိုတယ်အဲ့ချိန်မှာကျမရဲ့အကြီးမားဆုံးအခက်ခဲကတော့အဲ့လိုကွာစိတ်ပိုင်းဆိုင်ရာအဆင်မပြေတဲ့ဟာကတော့အကြီးမားဆုံးအခက်ခဲပဲဘာဖြစ်လို့လဲဆိုတော့ကွာစိတ်ကလေလုံးဝမထားတတ်ဘူးပြီးဖြစ်တဲ့ပြဿနာတွေမှာလေကိုယ်တိုင်ဖြည့်ရှင်းဖို့အတွက်တော်တော်လေးစူးစမ်းရတယ်ကွာဒီလားဆိုတော့လေအဲ့ဒါလေတော်တော်ကိုခက်ခဲခဲ့တာကွာ overthinking တွေဖြစ်တယ် loss ဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့ pattern ကွာဒီလားဘယ်သူမှမပြောပြဘူးလူတွေနဲ့တွေ့ရင်တော့ပျော်တယ်ကွာကိုကဟိုဒီနေ့နဲ့ဟို active ဖြစ်တယ်ပြီးတော့ကိုခင်တဲ့သူတွေနဲ့ဆိုလို့ရှိရင်တော့အဲ့ဒီပုံစံနဲ့နေတယ်ဒါပေမဲ့တကယ်ပြောနေလားဆိုတော့မပြောဘူးပြီးရင်ကိုတိုင်းတယောက်တည်းအိမ်ပြန်ရောက်တဲ့အခါပဲဖြစ်ဖြစ်အဲ့လိုညရီတို့ဘာလို့ဆိုရင်တယောက်တည်းငိုတာပေါ့ကွာတိလားတယောက်တည်းငိုတယ်ပြီးတော့လို့ရှိရင်အတွေးပေါင်းစုံတဲ့ပေါ့ကွယ်တည်ရမလားဘာတွေဖြစ်တော့မှာတော့အဲ့ဒီဆိုရင်ဘူးပဲမွေးတော့ဒါပေမဲ့ဒီအခုဟာလေအခုပြောပြနေတော့ဒီလိုလေးလွယ်လွယ်လေးအဲ့ချိန်တော့ရင်ဆိုင်ရတဲ့ဟာတော့အရင်ခက်ခဲခဲ့တယ်စိတ်ပိုင်းဆိုင်ရာကလေအဲ့လိုမျိုးဖြစ်တော့ကြာလာတော့ခါကြလေကိုကလည်းကိုပေါ့ကွာငါဘာမှနေလဲဆိုတဲ့ဟာလေဒီတော့ကဒီဖြစ်ခဲ့တဲ့ပုံစံတွေးခဲ့တဲ့ပုံစံကကြတော့တိလားပြဿနာတွေကိုပဲ focus လုပ်တာကွာတိလား solution focus မဟုတ်နေဘူးပြဿနာတွေပဲ focus လုပ်တယ်ဆိုတာလေဟိုဒါကြီးကငါကြမှာဘာလို့ဖြစ်ရလဲတိလားငါကြမှာဘာလို့ဖြစ်ရလဲပြီးငါဘာမှနေရလဲငါဘာတွေလိုရလဲဘာလို့ငါမှလဲအရာတော့ကိုအဖြစ်တင်တာကွာတိလားအဖြစ်တင်တဲ့စိတ်နဲ့ပဲအချိန်တော်တော်ကြာနေခဲ့မိတာဘိုင်းမှာကိုယ့်ရဲ့ဒီမှားနေတာအဲ့မှာမှားနေရလေတိလားပြဿနာတွေဖြေရှင်းဖို့မကြိုးစားဘဲနဲ့အဖြေကိုမရှာဘဲနဲ့ဖြစ်တဲ့ပြဿနာတွေပေါ်မှာပဲအပြစ်တင်ကိုအပြစ်တင်အဲ့ကြားထဲမှာပဲကိုယ့်ရဲ့ပတ်တန်ကလေထပ်ခါတလဲလေအဲ့မှာထက်နေရပါတိလားအဲ့ဒါကိုတိလာပြီးတော့ခါကြတော့မှအော်ငါဘာလို့ရှင်တာလဲငါဘာဖြစ်ရှင်တာလဲကိုယ့်နဲ့ကိုလည်းပြန်ပြီးတော့မေးရကွာမေးတော့ခါကြလဲဖြေရလဲထွက်မလာဘူးဘာလို့ရှင်မလဲမသိဘူးအောင်မြင်ချင်တာလို့အဲ့လိုပေါ့ကွာတိလားအောင်မြင်ချင်တာလို့အောင်မြင်ချင်တယ်ဆိုလို့ရှိရင်လည်းဘယ်လိုအောင်မြင်ချင်တာလဲမသိဘူးဘာမှမသိဘူးကွာအဲ့လိုမျိုးအဲ့လိုတွေအများကြီးကြုံခဲ့ရတာကျမကို breakthrough ဖြစ်သွားစေတဲ့အဖြစ်အပျက်တစ်ခုရှိအဲ့ဒါဘာလဲဆိုတော့ MRT ကွာစင်ကာပူရဲ့ဒီ MRT station ထဲကဒူတွေကြောင့်အဲ့မှာဘာဖြစ်လဲဆိုတော့စင်ကာပူမှာနေတဲ့သူတွေတော်တော်များဆိုဒီမှာဒီ MRT ထဲကဒူတွေပြီး MRT မှီဖို့ကားမှီဖို့အငင်းအပြေးအလွှားတဲ့ဘဝအလင်းလိုနေရကွာပြီး MRT ထဲမှာဆိုလို့ရှိရင်လည်းသူတို့ရဲ့မျက်နှာတွေကိုကြည့်လိုက်တာဟို 100% လုံးတော့မပြောဘူးကွာ mostly အများအပြားကငါသူတို့ရဲ့မျက်နှာမှာ purpose ကိုရှာမတွေ့ရဘူးသူတို့တွေကကွာအရင်ပင်မနွမ်းနယ်နေရတိလားပင်မနွမ်းနယ်နေတယ်ပြီးသွားလို့ရှိရင်သူတို့မှာ intention လည်းမရှိနေဘူးအလုံးလုံးတယ်ဘာညာဆိုတာလေတာဝန်ရပဲလုပ်နေရတာသူတို့မှတကယ်လုပ်ချင်လို့ဆိုရဲintention မရှိဘူးဘာလို့လဲဆိုတာကိုရှာမတွေ့ဘူးပေါ့နော်အဲ့လူတွေထဲမှာကိုယ်တိုင်လည်းပါခဲ့တယ်အဲ့ဒီမှာအဲ့ဒီအဖြစ်ပြက်ကနေပြီးတော့ breakthrough ဖြစ်သွားစီရကငါကဒီလို life မျိုးငါတက်လုံးမနေနိုင်ဘူးနောက်ထပ်အဲ့မှာအရေးကြီးတဲ့ဟာဒီလို life မျိုးကိုတက်လုံးမနေချင်ဘူးဆိုလို့ရှင်ဘယ်လိုဟာကိုလိုချင်တာလဲဘယ်လို life ကိုလိုချင်တာလဲသိလားမလိုချင်တာပဲသိလို့မရဘူးကွာလိုချင်တာကိုသိပါရမှာဆိုတော့အဲ့ဒီမှာဘာတော့တွေ့လဲဆိုတော့မလိုချင်တာကိုသိရင်လိုချင်တာကိုလည်းသိရမယ်ဒီလိုမနေချင်ဘူးဆိုလို့ရှိရင်ဘယ်လိုနေချင်တာလဲအဲ့ဒီအဖြစ်ပြက်ကတော်တော်ကို breakthrough ဖြစ်သွားစေသိလားနောက်ထပ်ဆိုလို့ရှိရင်အဲ့ဒီအဖြစ်ပြက်ကနေစပြီးတော့ကိုသိလာအောင်စူးစမ်းခဲ့ရပေါ့နော်အဲ့ကနေစပြီးတော့လမ်းကြီးတွေဆက်လုပ်တယ်ပြီးတော့လို့ရှိရင်ကိုရှာဖွေတယ်ကိုဘာလိုချင်တာလဲကိုဘာဖြစ်ချင်တာလဲပြောရတော့လွယ်တယ်ကွာဒါပေမဲ့လေရှာဖွေရတော့တော်တော်ကိုခက်ခဲခဲ့ကိုဘာလိုချင်တာမှလည်းမသိဘူးကိုဘာဖြစ်ချင်တာလည်းမသိဘူးလုံးဝအောက်ဆုံးထိကွာ emotion အောက်ဆုံးထိကြတဲ့အခြေအနေကနေပြီးတော့ဒီအခြေအနေထိရောက်အောင်ဆိုလို့ရှိရင်ဒါတစ်နှစ်ဝန်းကျင်လောက်ရှိတယ်ကိုရှာဖွေခဲ့တယ်ကိုရဲ့ဒီ inner နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟင်းနေလည်းလုပ်ခဲ့တယ်
ကိုနဲ့ပိုတိအောင်ကိုတကယ်ပျော်နေရလားကိုဘာလို့ချင်တာလဲကိုရဲ့ intention တွေကိုပြန်ရှာဖွေတယ်ကျမလာအဲ့မှာလေကျမလေးသွားပြီးတော့တွေ့အောင်သွားပြီးတည်တဲ့ဟာမျက်နှာအလုံးရဲ့အဖြေကတော့ကျမကိုမသိခဲ့တာပေါ့နော်ကိုမသိခဲ့တာကိုဘာလို့ချင်လဲကိုဘာဖြစ်ချင်တာလဲကိုရဲ့ value တွေကဘာလဲသိလားငါဘာတူလဲဆိုတဲ့ဟာပေါ့ငါဘာတူလဲဆိုတဲ့ဟာကြီးကိုကောင်းကောင်းမသိခဲ့ဘူးဘဝအကြောင်းမသိခဲ့ဘူးပါတီလားဘဝအကြောင်းဆိုတာလေကိုရီအမှဥမာအပြင်ဆိုလို့ရှိရင်ကွန်ပျူတာတစ်လုံးကိုသုံးမယ်ဆိုလို့ရှိရင်ဒီကွန်ပျူတာရဲ့အလုပ်လုပ်ပုံကွန်ပျူတာကဘယ်လိုသုံးရလဲဆိုတော့လေ့လာရတယ်လို့ပဲဘဝမှာလည်းအဲ့လိုပဲကွာဘဝကြီးဟာဘယ်လိုအလုပ်လုပ်တာလဲဘဝထဲမှာဘာတွေသိထားဖို့လိုတာလဲဆိုတဲ့ဟာမျိုးကွာအဲ့မျိုးသိထားဖို့လိုတယ်ကိုမသိတာကိုဖြစ်ချင်တာတွေကိုမသိဘူးကိုမဖြစ်ချင်တဲ့ဟာတွေပဲသိနေတာအဲ့မှာဘဝထဲမှာမဖြစ်ချင်တာတွေကြီးပဲဇက်တိုက်ဖြစ်လာတော့တာပဲအဖြေကအဲ့ဒါပဲအဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ landing ပေါ့နော် landing ဆိုတဲ့နေရာမှာဒီကိုယ့်ရဲ့ဒီ personal development နဲ့ဆိုင်တဲ့ landing တွေလောက်လာတယ်ပြီးတော့လို့ရှိရင်ကိုပိုချစ်တက်လာအောင်ဒီလားကိုပိုချစ်တက်လာအောင်လုပ်တယ်အဲ့ကနေပြီးတော့ landing တွေလုပ်တယ်ကိုပိုတိအောင်လုပ်တယ်ကိုယ့်ရဲ့ဖြစ်ချင်တဲ့ဟာတွေငါမတူလဲဆိုတဲ့ဟာကိုပြန်ပြီးတော့ရှာဖွေရပေါ့နော်အခုချိန်မှာတော့100%တိလားဘဝရဲ့အဖြေတွေအားလုံးကအဖြေတွေအားလုံးကိုသိနေရတော့မဟုတ်ဘူးဒါပေမဲ့အကုန်လုံးကိုကစပြီးတော့ဒါလမ်းမှန်ပေါ်ရောက်နေပြီလို့ကိုခံစားရတယ်ပေါ့သိလားကိုခံစားရတယ်ပြီးလို့ရှိရင်ကိုတင်ယူတဲ့အရာတွေဆိုလို့ရှိရင်လည်းတကယ်လက်တွေ့လိုက်ပြီး live လုပ်နိုင်အောင်ကြိုးစားတယ်ဒီထက်ပိုပြီးတိုးတက်ဖို့ကိုလိုချင်တဲ့ဘဝတစ်ခုကိုဘယ်လိုတွားရမလဲဆိုတဲ့ဟာကိုလည်းဒါ intention ရှိလုပ်တယ်ပေါ့လေလုပ်တယ်အများကြီးလေ့လာတယ်အဲ့ဒါကြောင့်မလို့ကျွန်မပြောချင်တာကဒီအခုလက်ရှိလမ်းပြောင်းနေတာပဲဖြစ်ဖြစ်ပေါ့နော်အရင်ကြီး struggle လုပ်နေရတာပဲဖြစ်ဖြစ်ကိုပိုတိအောင်လုပ်ပြီးကိုဘာလို့ချင်လဲဘာဖြစ်ချင်တာလဲအဲ့မျိုးသိအောင်လုပ်အခုပြပြရလေးကတော့ကျွန်မရဲ့ဒီ feeling loss ဖြစ်ခဲ့တဲ့ journey ပြီးတော့လို့ရှိရင်ဒါတွေကျွန်မဘာလို့ဖြစ်ရလဲအဲ့ဒါတွေအားလုံးဖြစ်ရတဲ့အဖြေကကိုမသိလို့ဆိုတဲ့ဟာပေါ့နော်maybe အခုဒီကြည့်နေတဲ့သူတွေ20ကျော်အရွယ်မှာဒီလိုမျိုးစိတ်ခံစားချက်တွေဒီလို struggle လုပ်ရတဲ့ဟာကြီးရှိကောင်းရှိနိုင်မယ်အဲ့လိုကြုံနေတဲ့သူတွေပဲဖြစ်ဖြစ်ဒီအသက်အရွယ်မှာရှိနေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အထောက်ပံ့ဖြစ်စေခြင်းနဲ့ပေါ့နော်ဒီစင်ကာပူလာမဲ့သူတွေဆိုလို့ရှိရင်လည်းဘာတွေကြိုပြီးတော့လေ့လာထားတဲ့နယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလေးပြောပြချင်ပါတယ်ဆိုတော့အားကြောင့်မလို့ဒီဟာလေးကို share လုပ်ပေးတာပါဆိုတော့လမ်းပြောင်းနေတဲ့ခံစားရတယ်ဆိုလို့ရှိရင်ကိုလည်းတီးအောင်လုပ်ပါလို့ပြောချင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ပြချပါမယ် bye bye thanks for watching